ကျွမ်းချီးမြှင့်ကြတဲ့ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်ကြီးများခင်ဗျာအစီအစဉ်အရ2025ခုနှစ်အတွက်မြမရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့တက်ရောက်လာကြတဲ့အနုပညာရှင်များထဲမှအကောင်းဆုံးဝတ်စားဆင်ရင်မှုဆုများပေးအပ်ချီးမြှင့်မဲ့အစီအစဉ်ဖြစ်ပါတယ်အကောင်းဆုံးဝတ်စားဆင်ရင်မှုဆုများအတွက် BBTV Mobile Application မှာချီးမြှင့်တာဖြစ်ပါတယ်ခင်ဗျာMyanmar Academy Fashion Award ခေါင်းစဉ်အောက်မှာမကြခင်ကြေညာပေးမဲ့ဆုတွေကတော့အကောင်းဆုံးအမျိုးသားဝတ်စားဆင်ရင်မှုအကြီးတန်းဆုအကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ရင်မှုအကြီးတန်းဆုအကောင်းဆုံးအမျိုးသားဝတ်စားဆင်ရင်မှုဆုအကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ရင်မှုဆုတွေပဲဖြစ်ပါတယ်ရှင်ဒီဆုတွေကိုမကြေညာခင်မှာဒီဆုတွေဘယ်လိုရွေးချယ်ချီးမြှင့်တယ်လဲဆိုတာကိုရှင်းလင်းတင်ပြပေးပါမယ်ရှင်မှန်ပါတယ်ခင်ဗျာပွဲတက်ရောက်လာကြတဲ့အနုပညာရှင်အတတ်ပညာရှင်တွေရဲ့ပွဲတက်ဝတ်စုံတွေဟာစမ်းသစ်တီထွင်ထားတဲ့မြန်မာဝတ်စုံဖြစ်ရမယ်မြန်မာယဉ်ကျေးမှုစံချိန်နဲ့အညီချုပ်လုပ်ထားတဲ့ဝတ်စုံဖြစ်ရမယ်ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ဝတ်စုံမဖြစ်ရဘူးဆိုတဲ့အချက်လက်တွေပေါ်မူတည်ပြီးအကဲဖြတ်ဒိုင်တွေရဲ့ပေးတဲ့အမှတ်တွေနဲ့ကြည့်ရှုသူပရိသတ်တွေကိုဆွဲဆောင်မှုရှိတဲ့မဲ့ဝတ်စုံတွေကိုရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးစွာ Myanmar Academy Fashion Award ရဲ့အကောင်းဆုံးဝတ်စားဆင်မှုဆုတွေကိုဖွင့်ဖောက်ကြေညာပေးသွားမှာဖြစ်ပါတယ်ဆုများကိုဖွင့်ဖောက်ကြေညာပေးနိုင်ပါရန်နဲ့ဆုများချီးမြှင့်ပေးနိုင်ပါရန် Academy ဆွေစဉ်ထိုက်အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ2025ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်လာတဲ့အနုပညာရှင်များရဲ့ပွဲတက်ဝတ်စုံများထဲမှာအကောင်းဆုံးဝတ်စုံလေးမျိုးကိုစခုရရှိသူအနုပညာရှင်များ၏အမည်အားကြီးညာပေးပါရစေရှင်ဆုအမျိုးအစား၄မျိုးစလုံးအတွက်စကားတင်9ဦးစီးရင်ကိုတော့ BBTV application မှာကြီးညာထားပြီးဖြစ်ပါတယ်အခုအကောင်းဆုံးအမျိုးသားဝတ်စားဆင်ရင်မှုအကြီးတန်းဆုစခုရရှိသူကတော့ Academy သရုပ်ဆောင်နေတိုးဖြစ်ပါတယ်ရှင်ဆက်လက်ပြီးအကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ရင်မှုအကြီးတန်းဆုစခုရရှိသွားသူကတော့ Academy မေတန်းနုဖြစ်ပါတယ်ရှင်ကောင်းဆုံးဝတ်စားဆင်ရင်မှုအမျိုးသားဆုစခုရရှိသူကတော့ကောင်းမြတ်စံဖြစ်ပါတယ်ရှင်ကောင်းဆုံးဝတ်စားဆင်ရင်မှုအမျိုးသမီးဆုကိုရရှိသူကတော့ယရနာဘိုဖြစ်ပါတယ်ရှင်Myanmar Academy Fashion Award ဆုရှင်များအားလုံးဆုလက်ခံပေးနိုင်ပါရန်စီမြင့်မော်ကိုကြွရောက်ပေးဖို့အတွက်လေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်။